အစည်းအဝေးခန်းထဲမှာကို့မှာတော်တော်ကောင်းတဲ့အကြံတစ်ခုရှိတယ်ဒါပေမဲ့လေပါစကထုံးမလားဘူး ဟုတ်တယ်လက်ထောင်ထိုးခြီတုံးထင်နေတာမျိုး ဟုတ်ပါဒါမှမဟုတ်အားကစားယုံတွားဖို့အဝိစားတဲ့အစင်တင်ရှိပေမဲ့ဆိုဖာပေါ်ကနေကိုမထဖစ်တာ အဲ့ဒီလိုပေါ့လူတင်တဲ့လို့ဥနောကတိနေတဲ့ຢာတွေနဲ့တကယ်တမ်းကျလုတ်ဖြစ်တဲ့ຢာတွေကြာကကွာချက် အဲ့ဒီခန်းစားချက်ကတော်တော်များများတော့ရင်းနှီးနေမှာပါ အဲ့လိုခြီတုံးထင်နေတဲ့ second ပိုင်းလေးတွေမှာလေကိုဥနောက်ထဲမှာတကယ်ကိုစစ်ပွဲတစ်ပွဲဖြစ်နေတာနဲ့တူလေ တစ်ဖက်ကကိုယ့်ရဲ့ပန်းတိုင်တွေရီမန်းချက်တီပေါ့လို့ ဟုတ်တယ်နောက်တစ်ဖက်ကတော့တက်တုံတက်တာရှိမှုကိုပဲလိုချင်တဲ့အပြောင်းလဲကိုကြောက်တယ်ကိုယ့်ရဲ့ပင်ကိုစိုက်ပေါ့ အဲ့ဒီစစ်ပွဲကို9စက္ကန့်အတွင်းအနိုင်ယူနိုင်တဲ့နီလန်ထိုးအကြောင်းဒီနေ့ကျမတို့စစ်ဆက်ဆွေးနွေးသွားကြမှာပါ ဒါကတော့ Mel Robbins ရဲ့ကဘာကျော်စာအုပ် The 5 Second Rule ထဲကအကြောင်းအရာတွေပေါ့ ဟုတ်ပါတယ်ဒီဆွေးနွေးမှုမှာဒီ9စက္ကန့်စီးမြင်ဆိုတာအတိအကျပါလေသူ့နောက်ွယ်ကစိတ်ပိုင်းဆိုင်ရာအချက်လက်တွေကဘယ်လောက်ထိအစွမ်းထက်တယ်လဲ ပြီးတော့တကယ်လူတွေကဒီရိုးရှင်းတဲ့နီလန်းကိုသုံးပြီးသူတို့ဘဝတွေကိုဘလို့အကြီးအကျယ်ပြောင်းလဲပစ်ထဲကြတယ်လဲဆိုတဲ့ဇလန်းတွေအကြောင်းပေါ့ အဲ့ဒါတွေကိုနည်းနည်းလေးလာသွားကြမှာပါ ဟုတ်ပါတယ်ဒါကအချိန်ဆွဲခြင်းကြောက်စိတ်နဲ့ကိုတန်တရားဝင်ခြင်းတွေကိုရက်တန့်ဖို့အတွက်တော်တော်ရိုးရှင်းတဲ့စိတ်ပိုင်းဆိုင်ရာနီလန်းတစ်ခုပါ ကျမတို့ရဲ့ဦးနောက်ကအန်တရာအစ်အစနဲ့မတေချာမရရမှုတွေကိုရှောင်ရှားဖို့မွေးရပါ program တွင်ထားပြီးသားဆိုလေသဘောလား အတိအကျပဲဒီစီမင်းကအဲ့ဒီအလိုအလျောက်စနစ်ကို hack လုပ်ပြီးတော့လေလောက်ဆောင်မှုဖြစ်မြောက်အောင်တွန်းပို့ပေးတဲ့ခက်လို့တစ်ခုလိုပါပဲ စိတ်ဝင်စားစရာပဲဒါဆိုဒီစိတ်ပိုင်းဆိုင်ရာလက်ကွက်ကို Mel Robbins ကဘလို့အခြေအနေမျိုးမှာစပြီးရှာတွေ့ခဲ့တာလေသူ့ရဲ့ကိုယ်ပိုင်ဇလန်းကလည်းတော်တော်လေးကိုထူးခြားတယ်လို့ကျွန်မကြားဖူးတယ် တကယ်ကိုထူးခြားပါတယ်သူကဒီစီမင်းကိုသူ့ဘဝရဲ့အနေဆုံးအမှတ်မှာရှာတွေ့ခဲ့တာပါအသက်40နှစ်မှာသူအလုပ်ပြုတ်သွားတယ် အလုတ်ပြုတ်သွားယုံတယ်မကဘူးနော် ဟုတ်တယ်သူခင်မွေးရဲ့စားတုပ်ဆိုင်လုပ်ငန်းကလည်းပြိုလဲလို့နေထင်းနေပြီးအင်ကိုဘန်သိန်းခံရတော့မဲ့အခြေအနေထိရောက်ခဲ့တာကျွေးတွေကလည်းပက်လက်ဝိုင်းနေတာပေါ့ အဲ့လိုအချင်းနဲ့စိုးတဲ့ကြားမှာသူ့အတွက်အကြီးမားဆုံးတိုက်ပွဲကမနှက်အိယာထားဖို့ဖြစ်နေခဲ့တယ်ဆိုတာကယုံဖို့တော့ခက်တယ် ဟုတ်တယ်လေမနက်တိုင်း snooze clock ကိုအကျဉ်းရင်နှိပ်ပြီးအဲ့ရတဲ့မှာပဲဆက်လဲနေမိတဲ့အချင်းဆိုးကြောင်ပေါ့ အဲ့ရခါတဏိတာလုံးရှုံးနေနေတယ်လို့ခံစားရပြီးဘာမှမလုပ်ချင်မကင်ချင်ဖြစ်နေခဲ့တာ အဲ့ဒီလိုနဲ့တညမှာ TV ကြည့်နေရင်လည်းဒုံးပြန်လွတ်တင်တဲ့ကြော်ညာတစ်ခုကိုတွေ့လိုက်တယ်5 4 3 2 1 countdown ရေးပြီးဒုံးပြန်ကြည့်မိခိုးတွေကြားကနေကောင်းကင်ပေါ်ထရန်တက်သွားတဲ့မြင်ကွင်းပေါ့ အဲ့ဒီမှာသူရုတ်တရက်အတွေ့တစ်ခုပန်ချက်ဆိုပြီးရသွားတာ ဟုတ်တယ်မနှက်ပြန်ကြရင်ငါကဒုံးပြန်တဆင်းလို့ပဲအိယာတဲ့ကနေလွတ်တင်မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ် နောက်တနေ့မနက်လားမြေတော့လေသူ့စိတ်ထဲမှာမထချင်ဘူးဆိုရဲ့အတွေးတွေမဝဲလာခင်မှာပဲ ဘာမှမစင်စားပဲနဲ့ ဟုတ်တယ်ဘာမှမစင်စားပဲနဲ့5 4 3 2 1လို့စိတ်ထဲကရေးပြီးချက်ချင်းကောက်ထလိုက်တယ်အဲ့ဒီလောက်ရဲ့သေးသေးလေးကနေသူ့ဘဝတစ်ခုလုံးပြောင်းလဲသွားမယ်ခီးစတင်ခဲ့တာပါပဲ ဒါပေမဲ့ဒီနေရာမှာနည်းနည်းတော့ရိုးရှင်းလွန်းနေသလိုပဲတကယ်ပဲငါးကနေစက်အထိရေတွက်လက်ယုံနဲ့ဦးနောက်ရဲ့နည်းနည်းရှိုင်းအမြင့်တွယ်နေတဲ့အကျဉ်ဟောင်းတစ်ခုကိုပြောင်းပြန်လန်နိုင်တယ်ဆိုတာနည်းနည်းတော့ယုံရခက်နေသလိုပဲနော် ဟုတ်တယ်ဘယ်လိုလုပ်ပြီးအဲ့လောက်ထိအစွမ်းထက်ကြတာလဲ ဒါတိတ်ကောင်းတဲ့မေးခွန်းပါအဓိကကြတဲ့အချက်ကနောက်ပြန်ရေတွက်တာမှရှိနေတာ အော်နောက်ပြန်ရေးတွက်တာ ဟုတ်တယ် snooze နေတာဟာ habit loop လို့ခေါ်တဲ့အလိုအလျောက်ဖြစ်နေတဲ့အကျင့်တန်တရားတစ်ခုပါဒါပေမဲ့5 4 3 2 1လို့နောက်ပြန်ရေတွက်လိုက်တဲ့အခါဦးနောက်ကရက်ပြီးအာယုံစိုက်ဖို့လိုအပ်သွားတယ် ဟုတ်သားပဲရှေ့ကို1 2 3 4 5လို့ရေးရင်ဦးနောက်က6 7 8ဆိုပြီးစစ်သွားဖို့လွယ်ကူပဲမဲ့နောက်ပြန်ရေးအတွက်တာကအဲ့ဒီချီတုံချစ်တုံဖြစ်နေတဲ့အတွေးလမ်းကြောင်းကိုဖျက်တောက်လိုက်တာပဲ မှန်ပါပဲဆိုလိုတာကဒီရေတွက်မှုကကိုယ်ဦးနောက်ရဲ့ prefrontal cortex ညွတ်ခေါ်တဲ့အရှေ့ဘက်ခြမ်းကိုနိုးထားစေတာပေါ့ အဲ့ဒီ with အပါကဆုံးဖြတ်ချက်ချတာအစီအစဉ်ဆွဲတာတမင်တကာလောက်ဆောင်မှုတဲ့အတွက်တာဝန်ရှိတဲ့ဦးနောက်ရဲ့ CEO လို့နေရာမျိုးနော် တိကြပဲအဲ့ဒီနေရာကိုနိုးလိုက်တဲ့အခါစိတ်ခံစားချက်တွေနဲ့အချင်းဟောင်းကြီးရဲ့ချုပ်ကင်မှုကနေလွတ်မြောက်ပြီးကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့အခြေအနေကိုပြန်ရောက်သွားစေတယ် အဲ့ဒါကို activation energy လို့ခေါ်တဲ့စာတင်ဖို့လိုအပ်တဲ့ကနုံးဦးတွန်းအားကိုဖန်တီးပေးလိုက်တာလို့ပြောလို့ရတာပေါ့ ဟုတ်ပါတယ် အဲ့ဒီလိုကိုစိတ်ပညာတဘိုးတရားအရာတော့အတော်လေးခိုင်မာမှုရှိတယ်ဒါပေမဲ့လက်တွေ့ဘဝမှာရောအရာထားတဲ့ထက်ပိုရှုပ်ထွေးတဲ့ကိစ္စတွေမှာတော့ဒီနီလန်းကတကယ်အလုပ်ဖြစ်ရလား တကယ်ကိုအလုပ်ဖြစ်ခဲ့တဲ့ဇလန်းဒီအများကြီးရှိပါတယ်
ဥမာဆုံးဖြီထွန်မှုပဲမှာဆိုရင် Mark ဆိုတဲ့လူတယောက်ရဲ့ဇလန်းကတော်တော်စိတ်လှုပ်ရှားစရာကောင်းတယ် သူကမျိုးတဲကခလေးတွေအတွက်ဟော်ကီကစားတဲ့အစီအစဉ်တစ်ခုကိုနှစ်ပေါင်းများစွာစိတ်ကူးရင်ခဲ့တာ ဟုတ်တယ်ဒါပေမဲ့ငါဘဲကစရမလဲငါလုံနေပါမလားဆိုတဲ့အတွေ့အကြုံနဲ့ပဲအချိန်လေးကုန်ခဲ့တာ ဒီစီးမြင့်တောင်ကြားဖြစ်လေနောက်မှာတော့သူက5 4 3 2 1လို့ရေးပြီးအဲ့ဒီ season နဲ့ပတ်သက်တဲ့ email တစ်ဆောင်ကိုချစ်ချင်းရေးပို့လိုက်တယ် အဲ့ဒီလုံးရဲ့တေးသေးလေးနဲ့စားပြီးအခုဆိုရသူ့ရဲ့အစီအစဉ်က New England မှာရှိတဲ့မြို့ပြ area တွေမှာစခန်းတွေတင်တန်းတွေလိပြိုင်ပွဲတွေအထိအကြီးအကျယ်အောင်မြင်နေပြီ wow နှစ်ချီပြီးချီတုံဖိနေခဲ့တဲ့အဲ့ဒီမဲ့တစ်ခုက9စက္ကန့်အတွင်းလှုပ်ဆောင်မှုကြောင့်အသက်ဝင်လာခဲ့တာပဲ ကျမ်းမာရေးနဲ့ဆွဲလာမှုတွေကိုကြော်လွှားတဲ့နေရာမှာလည်းဒီစီမင်းကအစွမ်းထက်တယ်ဗျာ Bill ဆိုတဲ့လူတစ်ယောက်က Reddit မှာဒီအကြောင်းကိုတွေ့ပြီးတော့အရက်တောက်ချင်စိတ်ပေါ်လာတိုင်းဒီ countdown track ကိုတုံးခဲ့တယ် ဘယ်လိုမျိုးလဲ 5 4 3 2 1ရေးပြီးအရက်ခွက်အစရေးတောက်လိုက်တာမျိုးလမ်းထားလျက်လိုက်တာမျိုးလုပ်ခဲ့ရကနေနောက်ဆုံးမှအရက်လုံးဝဖျက်နိုင်ခဲ့တယ်သူ့အတွက်တော့ဒီစီမင်းကအသက်ကယ်စီတစ်ခုလိုပါပဲတဲ့ ဆက်ဆံရေးမှာလည်းဒီလိုပဲနော်နသားချဆွဲမျိုးသမီးတယောက်ကသူ့ရဲ့ဆက်ဆံရေးမှာပြဿနာတွေရှိနေတာကိုသိပေမဲ့ရင်ဆိုင်ဖွင့်ပြောဟိုကြောက်နေခဲ့တယ် လမ်းခွဲရမှာကိုစိုးရိမ်နေခဲ့တာကွာ ဟုတ်တယ်ဒါပေမဲ့တနေ့မှာတော့သူက5 4 3 2 1ရေးပြီးသူ့ရေးစားကိုကျမတို့စကားပြောဖို့လိုတယ်လို့ message ပို့လိုက်တယ် အဲ့ဒီရဲစွမ်းတက်တီရှိတဲ့လို့ရလီအကြောင်းသူတို့နဲ့ယောက်ျားကပြဿနာလေးကိုပွင့်ပွင့်လင်းလင်းဖြေရှင်းနိုင်ခဲ့ပြီးတော့ ဆက်ဆံရေးကအရင်ကထပ်ပိုခိုင်းမြဲသွားကနောက်ပိုင်းမှာလက်ထပ်ခဲ့ကြတယ်တဲ့ ဦးစားမပေးပဲလှုပ်ဆောင်မှုကိုဦးစားပေးလိုက်တာပဲ ငါလှုပ်ချင်စိတ်မရှိဘူးငါကြောက်တယ်နောက်မှလုံးမယ်ဆိုတဲ့ခံစားချက်တွေအဲ့ဒါတွေကကျမတို့ကိုချုံနှောင်ထားလဲထောင်ချောက်တွေပေါ့ ဟုတ်ပါငါစက္ကန့်အတွင်းမှာအဲ့ဒီခံစားချက်တွေကိုကြော်ပြီးလှုပ်တဲ့ရာကိုလှုပ်လိုက်တဲ့အခါကိုဘောရဲ့ထိန်းချုပ်နိုင်စွမ်းကကိုလက်ထဲကိုပြန်ရောက်လာတယ် ဒါပေမဲ့တချို့အခြေအနေတွေလားကိုထိန်းချုပ်နိုင်စွမ်းရဲ့အပြင်ဘက်မှာတကယ်ရှိမနေဘူးလားဥပမာစီးပွားရေးအခြေအနေတခြားသူတွေရဲ့ဆုံးဖြတ်ချက်တွေလိုမျိုးပေါ့ဒီစီးမင်းကအရာအလုံးကိုကိုယ်လိုင်းဖြည့်ရှင်းနိုင်တယ်လို့အလွန်ကျွမ်းအကောင်းမြင်ခိုင်းနေတယ်လို့ဖြစ်မနေဘူးလား ကောင်းတဲ့ချက်ကိုထောက်ပြတာပါဒီစီမင်းကပင်ပခြေနေတွေကိုထိန်းချုပ်နိုင်တယ်လို့မဆိုလိုပါဘူးဒါပေမဲ့အဲ့ဒီခြေနေတွေပေါ်မှာကိုကဘလို့တုံ့ပြန်မလဲဆိုတာကိုတော့တရားဖော်ခိုင်းထိန်းချုပ်နိုင်တယ်ဆိုတာကိုအဓိကထားတာပါ အော် internal locus of control လို့ခေါ်တာပေါ့နော် မှန်ပါတယ်ပင်ပလောကကြီးကိုအပြစ်တင်နေမဲ့အစားကိုယ့်ရဲ့လှုပ်ဆောင်မှုပေါ်မှာပဲအာယုံစိုက်လိုက်တာမက်ကစီဝါရေးအခြေအနေကောင်းလာတာကိုစောင့်မနေခဲ့ဘူး ဟုတ်တယ် Bill ကလည်းတခြားသူတွေပါတီပွဲတွေမှာတောက်နေတာကိုထိန်းချုပ်လို့မရပါပဲသူကိုယ်တိုင်မတောက်ဖို့ကိုတော့ထိန်းချုပ်နိုင်ခဲ့တယ် အဲ့ဒီထိန်းချုပ်နိုင်စွမ်းကို90ကအတွင်းမှာရှာတွေ့ခဲ့ကြတာပါ ဒီဇက်လွန်နေမှာရဲစွမ်းတက်တီဆိုတဲ့စကားလုံးကထက်ခါပါလာတဲ့အထူးသဖြင့် Rosa Parks ရဲ့ဇလန်ကတကယ်ကိုအံ့ဩဖို့ကောင်းတယ် တကယ်ပါပဲ ။တမိုင်းကိုပြောင်းလဲစေတဲ့ဆုံးဖြတ်ချက်တစ်ခုကကြိုတင်ပြင်ဆင်ထားရမှာမဟုတ်ပဲ9စက္ကန့်အတွင်းကပင်ကိုစိတ်တစ်ခုကနေလာတယ်ဆိုတဲ့အချက်ကကျမတို့ကိုအများကြီးစဉ်းစားစရာပေးတယ် ဟုတ်တယ်1955ခုနှစ်မှာသူကဘတ်စကားပေါ်မှာလူဖြူရဝအတွက်သူ့နေရာကိုဖေမပေးဖို့ညှင်းဆန်ခဲ့တဲ့လောက်ရက Civil Rights Movement တစ်ခုလုံးကိုမီးထိုးပေးလိုက်တယ်လို့ပါပဲ ။ဒါမဲ့စိတ်ဝင်စားစရာကောင်းတာကသူ့ကိုယ်တိုင်ပြောခဲ့တာကအဲ့ဒီလောက်ရဟာကြိုတင်ကြံစီထားခဲ့တာမဟုတ်ဘူး just sort of happened တဲ့ ဒီအသေးပဲဖြစ်သွားခဲ့တာပေါ့ ဆိုလိုတာကသူဟာချီတုံဖြစ်ချိန်မရခဲ့ဘူးငါဒါကိုလုံလိုက်ရင်ဘာတွေဆက်ဖြစ်မလဲလို့ကြောက်စိတ်ဝင်ပြီးစဉ်းစားချိန်မရခင်မှာသူ့ရဲ့တန်ဖိုးထားမှုသူ့ရဲ့ပင်ကိုစိတ်ကပြောတဲ့အတိုင်းချက်ချင်းလို့ဆောင်လိုက်တာ အဲ့ဒီ9စက္ကန့်အတွင်းကရဲစွမ်းတက်တီကတမိုင်းကိုပြောင်းလဲစေခဲ့တာ အလားတူပဲနော်ဒေါက်တာမာတင်လူသာကင်ဂျူနီယာရဲ့ဇလန်လက်ရှိသေးတယ် ဟုတ်တယ်အဲ့ဒီအပြစ်ပြဖြစ်ပြီးရပိုင်းကြာမှာပဲဒေါက်တာမာတင်လူသာကင်ဂျူနီယာဟာလည်း bus boycott ကိုဥဆော်ဖို့အမီတင်သွင်းခံရချိန်မှာချက်ချင်းလက်ခံခဲ့တာ သူကိုယ်တိုင်ရေးခဲ့တာကဒါဟာရမ်းမြန်ဆန်ဖြစ်သွားလို့စဉ်းစားချိန်တောင်မရခဲ့ဘူးတဲ့ ဟုတ်ပါတကယ်လို့သာစဉ်းစားချိန်ရခဲ့ရင်ဒီတောင်ဝန်ကိုညင်းမိမှတေးချတယ်တဲ့ဒီဥပမာတွေကပြနေတာကရဲစွမ်းတက်တီဆိုတာကြောက်စိတ်မရှိတာမဟုတ်ဘူးကြောက်စိတ်ကိုတွေးချိန်မရခင်မှာပဲလှုပ်ဆောင်လိုက်ခြင်းဖြစ်ပါတယ် ဒီချက်ကကျမတို့အများစုကြုံနေရတဲ့ပြဿနာတစ်ခုကိုမီးမုံထိုးပြနေသလိုပဲငါဘာကိုစောင့်နေတာလဲဆိုတဲ့မေးခွန်းပါဘူး အချိန်အခါကောင်းကိုစောင့်နေရင်အစင်ပစ်ဖြစ်မဲ့အချိန်ကိုစောင့်နေရင်နဲ့အခွင့်အရေးတွေဘလောက်တောင်လက်လွတ်ဆုံးရှုံးနေရလဲ ဆန်ရဲသူကသူ့သမီး Candle ရဲ့ဇက်လန်းနဲ့ဒီအချက်ကိုတေချာရှင်းပြထားတယ် Candle ကတချင်းဆိုတာအရန်တော်ပဲမဲ့ audition သွားဖြီဖို့ကြောက်နေခဲ့တယ် သူ့ရဲ့အကြီးမားဆုံးစိုးရိမ်စိတ်က
what if I'm not as good as I think I am ငါထင်တယ်လို့မကောင်းရင်ဘယ်လိုလုပ်မလဲဆိုတာပဲ အဲ့ဒီအခါသူ့အမေ Mel Robbins ကသူ့ကိုမဲခွန်းတစ်ခုနဲ့ဆင့်ခေါ်လိုက်တယ် What if you're wrong တဲ့ နေမှားနေရင်လို့ဘယ်လိုလုပ်မလဲဆိုတဲ့သဘောပေါ့ ဟုတ်တယ်တနည်းအားဖြင့်နင်ထင်တယ်လို့မကောင်းဘူးဆိုတဲ့အတွေ့ကမှားနေပြီတကယ်တောင်းနေရင်မျိုးပဲလုံးမလဲပေါ့ဒီမဲခွန်းကအမြင်ကိုလုံးဝပြောင်းခွန်လိုက်တာပဲ Michelangelo တို့ Steve Wozniak တို့လိုအောင်မြင်တဲ့သူတွေတောင်မှအစပိုင်းမှာကိုတန်တရားတဲ့ကြောက်စိတ်တွေနဲ့ခြီတုံးဖြစ်ခဲ့ကြတာပဲလေ ဒါကအစင်တင်ဖတ်ချိန်ကိုစောင့်ခြင်းရဲ့အကြီးမားဆုံးထောင်ကြောက်ပဲ တကယ်ပဲဘယ်တော့မှ 100% အဆင်ကင်ဖြစ်တယ်လို့ဘယ်တော့မှခံစားရမှာမဟုတ်ပါဘူးယုံကြည်မှုဆိုတာလောက်ဆောင်မှုရဲ့နောက်ဆက်တွဲရလဒ်အထူးတာဖြစ်ပါတယ် အလုံးမစခင်ယုံကြည်မှုရှိလာတာကိုစောင့်နေရင်ဘယ်တော့မှစားဖြစ်မှာမဟုတ်ဘူး ဒီနေရာမှာအချိန်ဆွဲခြင်းနှစ်မျိုးကိုခွဲတည်ဖို့လိုရယ် Proactive procrastination လို့ခေါ်တဲ့အကျိုးရှိတဲ့အချိန်ဆွဲခြင်းကဖန်တီးမှုပိုင်းဆိုင်ရာအလုပ်တွေမှာအကြံဉာဏ်ကောင်းတွေထွက်လာအောင်အချိန်ယူစင်စားတာမျိုးပါ ဒါပေမဲ့ကျမတို့အများစုလုပ်နေကြတာကဥပမာကျမဆိုလဲ email ရေးကြီးတဲ့ဆောင်ပို့ဖို့ကိုနာရီနဲ့ချီပြီးအချိန်ဆွဲနေရတာ အဲ့ဒါက distractive procrastination လို့ခေါ်တဲ့အကျိုးမဲ့တဲ့အချိန်ဆွဲခြင်းပဲလူကိုလောက်ရမယ့်အရာကိုရှောင်ရဲနေတာ ဟုတ်ပါအဲ့ဒီလိုအချိန်မှာ54321ရေးပြီး SEM ကိုနှိမ့်လိုက်တာမျိုးကအဲ့ဒီတန်တရားကိုဖျက်တောင်နေမယ်နီးလန့်မှာ တီးကြပါပဲအဲ့ဒီလိုကိုဖျက်ဆီးနေတဲ့အချိန်ဆွဲခြင်းတန်တရားကိုဖျက်တောက်ပေးနိုင်တဲ့တူးတစ်ခုက5 seconds စီမင်ပါပဲ ဒီနေ့ဆွေးနွေးခဲ့တာတွေကိုဖြန့်ကြည့်ရင်5 second စီးမြင်ဆိုတာရိုးရှင်းပေမဲ့သူ့နောက်ွယ်မှာခိုင်မာတဲ့ဆွေးပိုင်းဆိုင်ရာအခြေခံတွေရှိတဲ့အစွမ်းထက်တူးတစ်ခုဆိုတာတွေ့ရတယ် ဒါဟာကျွန်တော်တို့ရဲ့ဦးနောက်ကို hack လုပ်ပြီးချီတုံချတုံဖြီးချင်းငင်နဲ့လုတ်ဆောင်ခြင်းဘက်ကိုတွန်းပို့ပေးတဲ့စနစ်တစ်ခုပဲ ဟုတ်တယ်နင်းစင်ဘဝကတင်းငဲတဲ့ရဲစွမ်းသက်တည်ရှိတဲ့လို့ရက်တွေကပဲဘဝကိုပြောင်းလဲစေနိုင်တယ်ဆိုတာကိုလက်တွေ့ဇလန်းဒီကသက်တည်ပြနေတယ် အေးရထတာကနေစပြီးအလုံးမှာအကြမ်းပေးတာဆက်ဆံရဲမှာပွင့်လင်းတာအထိဘဝရဲ့ကန္တာအတိုင်းမှာဒီစီမြင့်ကအတုံးဝင်နိုင်ပါတယ် ထားမှုလေးကိုဦးစားပေးဖို့ပေါ့ ဟုတ်တယ်ငါစက္ကန့်အတွင်းမှာကိုတွန်းအားပေးလိုက်ဖို့ပါပဲ စာအုပ်ထဲမှာစာရေးဆရာပေါင်းလို့ခွေလီယူရဲ့စကားတစ်ခွန်းကိုကိုးကားထားတာတိတ်ကောင်းတယ် An act of courage is always an act of love တဲ့ ရဲစွမ်းတတိရှိတဲ့လောကတိုင်းဟာအမြဲတမ်းမေတ္တာတရားရဲ့လောကတစ်ခုဖြစ်တယ်ပေါ့ ဟုတ်တယ်ကိုချစ်လို့ကိုအိမ်မက်တွေကိုချစ်လို့ကိုမိသားစုကိုချစ်လို့ရဲစွမ်းတတိရှိနဲ့ရှစ်ကိုတက်လန်းကြတာပါ ဒီအချက်က David Foster Wallace ပြောကြတဲ့ငါးနှစ်ကောင်ပုံပြင်လေးကိုတတိယစေတယ်ငါအကြီးကြီးဒီကောင်ကငါးငယ်လေးတွေကိုမနှက်ခဲမှာကွာရေးတွေဘလို့လဲလို့နှုတ်ဆက်တော့ ငောင်းငယ်လေးတွေကတယောက်ကိုတယောက်ကြည့်ပြီးရေဆိုတာဘာကျူးလဲလို့ပြန်မေးကြတယ် ဟုတ်တယ် ဒီစီမင်းကကိုပတ်ဝန်းကျင်မှာအမြဲရှိနေပေမဲ့တတိမထားမိတဲ့အခွင့်အရေးဆိုတဲ့ရေကိုမြင်လာအောင်မလုံးဖွင့်ပေးလိုက်တယ်လို့ပါပဲနော် ဟုတ်ပဲလုတ်တင်တယ်လို့ကိုပင်ကိုစိတ်ကတည်နေလေအရာတယ်ဒါပေမဲ့ကြောက်စိတ်ကြောင့်မမြင်ရတဲ့အခွင့်အရေးတွေကို5 4 3 2 1နဲ့အတူပြန်မြင်လာစေတာပါ ကောင်းပါပြီဒါဆိုရင်တော့နားထောင်တို့ရတဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာမိဟုံးလေးတစ်ခုထားခဲ့ဦးချင်ပါတယ် အခုလက်ရှိဘဝမှာငါးစကားအတွင်းဆုံးဖြတ်ချက်ချပြီးလှုပ်ဆောင်လိုက်မယ်ဆိုရင်အရာအလုံးကိုပြောင်းလဲသွားစေနိုင်မယ်လို့ရတဲ့ခုရှိနေပြီလားအဲ့ဒါကဘာဖြစ်မလဲပြီးတော့အဲ့ဒီအရာကိုမလုပ်ဖြစ်အောင်ဘာကတားဆီးနေတယ်လဲ